မင်္ဂလာပါကျွန်တော်ကဝက်သားပါကျွန်တော်မှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပရိုတင်းဓာတ်တွေညွယ်ဝစွာပါဝင်ပါတာတင့်တော်တဲ့ပမာဏနဲ့ဟင်းသီးဟင်းရွက်တွေနဲ့တွဲစားရင်ခန္ဓာကိုယ်အားအင်ကိုကောင်းကောင်းထောက်ပံ့ပေးနိုင်ပါတာ အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ဒီနေ့မှာတော့ကျမရဲ့စကားပြောပါနော် 3D ကာတွန်းပုံစံနဲ့လုပ်တဲ့ဗီဒီယိုလေးတွေအဲ့ဒီဗီဒီယိုလုပ်နည်းလေးကိုပြပြမှာဖြစ်ပါတယ်ကျွန်တော်တို့အရင်ဆုံးချက်ကြည့်ပြီးတော့ဝင်လာခဲ့ပါဝင်လာပြီးရင်ဒီမြင်းသုံးချောင်းကိုနှိပ်လိုက်ပါဘောနော်မြင်းသုံးချောင်းနှိပ်ပြီးရင်ကျွန်တော်တို့ဒီမှာအာသင်းပုံစံဟာလေးရှိရပါနော်အဲ့ဒါလေးကိုတစ်ချက်နှိပ်ပေးပါနှိပ်ပြီးရင်ကျွန်တော်တို့ဒီနားမှာနှစ်ခုရှိရပါနော်အဲ့ဒီမှာကျွန်တော်တစ်ချက်နှိပ်လိုက်ပြီးရင်ကျွန်တော် GPT ဘောပေါ့နော် GPT ဘောကိုနှိပ်လိုက်ပါဗီဒီယိုလုံးဝမကြော်ပါနဲ့ကြော်နားလည်းမမဟုတ်ပါဘူးနော်ကျွန်တော်ကနည်းနည်းလေးစကားပြောနည်းနည်းမြန်လဲပါတော့ပြီးရင် TMAK ING ခြေဒီတိုင်းလေးပေါ့နော်အဲ့တိုင်းလေးရိုက်လိုက်သူအဲ့တိုင်းလေးကိုရိုက်လိုက်ရတဲ့ပေါ်လာလိမ့်မယ်ပေါ့နော်သူအစင်တင်သုံးလို့ရတယ်ပေါ်လာလိမ့်ပါမယ်ဒါဒီမှာကိုကြက်တဲ့ဟာကိုသုံးလို့ရပါနော်မှာဆိုရင်2 million 400ကျော်200ကျော်ကိုကြက်တဲ့ဟာပေါ့နော်အဲ့အစင်တင်သုံးလို့ရတဲ့ဟာဖြစ်ပါတယ်ကိုကြက်တဲ့အစင်ပြေးဟာကိုလိုက်ဆိုင်လို့ရပါနော်ကျွန်တော်လောလောဆယ်ဒီအလဲဟာလေးဒါလေးတစ်ခုပဲလုပ်ပြရမယ်နော်အဲ့ဆက်လုပ်ပြလိုက်မယ်ပြီးရင်စတားချက်နေလိုက်ပါနော်မြန်မာလိုပြောပြပါတို့ဘာရရမလဲဆိုရင်ဒီကြွကြည့်นี่အဲ့ဆို8စက္ကန့်ပါနော်8စက္ကန့်ကျွန်တော် flow V3 ဆိုတာကကျွန်တော်တခု flow တို့YND တို့ထုတ်တဲ့ဟာပါနော်ကျွန်တော်တို့ဒါဟိုရေးတာပါနော်အဲ့ဒါ V3 လို့ခေါ်ပါတယ် V3 မှာတစ်ခါထုတ်ရင်8စက္ကန့်မဟုတ်10စက္ကန့်ရပါနော်မှားလို့10စက္ကန့်ပါနော်10စက္ကန့်ဆင်းရတော့ဆင်းဆိုတာကဘုံပေါ့နော်3ခုနောက်ပြီးတော့မြန်မာစကားပြောပါနော်မြန်မာထိုင်ရလို့ရေးလိုက်ရပါနော်ဗမာလိုပဲရေးရှုပ်ကုန်ပါဆိုလို့ဗမာလိုပဲပြောစကားပြောရောလှုပ်ရှားမှုအခုလိုလေးရေးပြလိုက်ပါနော်ဒါကတော့လွယ်အားလုံးလည်းလွတ်တက်မှထင်ပါတယ်ဒါကတော့မြန်မာတိုင်းတော့မင်္ဂလာပါကျွန်တော်ကတော့ဝတ်သားပါတော့ခနာကိုလိုအပ်တဲ့ဗီတာမင်ဓာတ်တွေဒါမြန်မာတိုင်းလို့ပေါ့နော်ဒါမျိုးအတွက်အဆင်းဘလို့โอเคထောက်ကျုပ်ဘလို့ထုတ်မလဲဆိုရင်ကျွန်တော်ဒါဆင်းဝမ်းပေါ့နော်ဆင်းဝမ်းကိုကျွန်တော်ကော်ပီယူလာခဲ့ပေါ့နော်ဗီဒီယိုလုံးဝမကြော်ပါနဲ့ကြော်နားလည်းမဟုတ်ပါဘူးနော်တို့အဲ့ဒီမှာကျွန်တော်ကဘာမှသုံးပြမလဲဆိုရင်ကျွန်တော် flow မှာပဲသုံးလိုက်မှာပေါ့နော် flow မှာဘူပြန်ချစ်လိုက်မှာပေါ့နော်ကျွန်တော်တို့တွေကျွန်တော် flow မသွားပါနဲ့ YND မှာလည်းထုတ်လို့ရပါတော့ကျွန်တော်ကတော့ YND မှာပဲထုတ်ပြရတော့မယ် flow ကကျတော့ VPN တွေပါကြောရတာဒါအဆင်မပြေလို့နော်ပြောပြရင်ကျွန်တော်ဒီမှာဗီဒီယိုရှိရပါတော့အဲ့မှာ voice ရှိရ flow အဲ့ဒါများရပါတော့ကျွန်တော်တို့က copy ယူလာတဲ့ scene 1ကို
ကျွန်တော်ဒီမှာပြီးရင်ကျွန်တော်ဒီမှာ January ကိုနှိပ်လိုက်ရမှာပဲဒါဆိုတော့သူကစတင်ဗီဒီယိုဖန်တီးပေးနေပြီနော်100အထိပြည့်သွားရင်တော့ဒါဆိုရင်တော့ဒါဗီဒီယိုရရှိပါပြီနည်းနည်းလေးတော့စောင့်ရတယ်ပေါ့နော်သူကလည်းဒါဆိုတော့ကျွန်တော်တို့ဗီဒီယိုပြည့်ရမှာပေါ့နော်99ရောက်သွားပါပြီစောင့်ထားတာချက်ကြည့်လိုက်အောင်ပေါ့နော်ကြားလိုက်တာမင်္ဂလာပါဒါဆိုတော့ဒါဗီဒီယိုရပြီကျွန်တော်ဗီဒီယိုရရင်ကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်စင်းတစ်ခုရရသေးတယ်ကြောင့်ဆက်ထုတ်မယ်ပေါ့နော်ကျွန်တော်ဒီမှာ U ဗီဒီယိုနှိပ်လိုက်ပေါ့နော်U ဗီဒီယိုနှိပ်လိုက်နှိပ်ပြီးကျွန်တော်ဒီဘက်ပြီးမှာပေါ့နော်ဒီမှာအပေါင်းလေးရှိရပေါ့နော်အဲ့အပေါင်းလေးကိုနှိပ်လိုက်ပေါ့အပေါင်းလေးကိုနှိပ်လိုက်ရင်ကျွန်တော်အပေါ်ဆုံးမှာဗီဒီယို channel ဆိုတာဟောင်းနှိပ်လိုက်ပေါ့နော်January ဆိုတာနှိပ်လိုက်ရင်ကျွန်တော်တို့ခုနကထားခဲ့စင်းပေါ့နော် ChatGPT မှာထားခဲ့တဲ့စင်းပေါ့နော်စင်း6ခုကျော်ဒီမှာပေါ့နော်စင်းပေါ့နော်အဲ့ဒီစင်းကခုနကျွန်တော်1စင်းကိုထုတ်ထားရပြီတော့ခုက2စင်းပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ပြီးခွေတောင်းနှိပ်လိုက်အဲ့ဒီနည်းနဲ့ပဲကျွန်တော်အဆင့်ပေါ့နော်အဆင့်3ခုဒါဒုတိယအဆင့်ဖြစ်သွားပြီပေါ့နော်ဒုတိယအဆင့်ပြီးရင်ကျွန်တော်တတိယအဆင့်အဲ့လိုစင်းနေထုတ်ပါပေါ့နော်အဲ့ဆိုရင်ဗီဒီယိုတစ်ပုဒ်ရပြီပေါ့နော်ဗီဒီယိုတအားကြီးရှိသွားမှာဆိုလို့ကျွန်တော်ဒီဗီဒီယိုတင်တဲ့အခါကျရင်ကျွန်တော်ရှေ့ရဟာတွေပါတစ်ခါတင်ပေးမယ်ပေါ့နော်ဗီဒီယိုလေးကတော့ဒီလောက်နဲ့ဖြတ်သိမ်းလိုက်တော့မှာပေါ့နော်ဒီတိုင်းပဲပေါ့နော်တို့စင်းပြီးစင်းဆက်ထုတ်သွားပါပေါ့နော်ဒါလေးပါပဲအားလုံးတွေ့တင်ပါတယ်နားမလည်ရှိရင်လည်းကျွန်တော် Telegram မှာချမ်းဗီဒီယိုလိုက်အောင်မေးမြန်းလို့ရပါတယ်တင်တဲ့တော့မရှိပါဘူးကျွန်တော်တက်တလောက်ပေါ့နော်တက်တလောက်တီးလောက်အကုန်တင်ပေးပါတယ်နော်ကဲဒုတိယဆင်းလေးနဲ့ပထမဆင်းလေးကိုကျွန်တော်ကြည့်လိုက်မယ်ပေါ့နော်အတန်းတော့ပါမဟုတ်ပါဘူးကျွန်တော်ကနှစ်ချက်ထိုးထားတာမလို့ပါဒါတော့ပထမဆင်းဒါဒုတိယဆင်းပေါ့နော်ဒါသူရှင်းပြရတာပေါ့နော်ကျွန်တော်နောက်ထပ်ဆင်းတစ်ခုလည်းအဆင့်နဲ့ထုတ်သွားမှာပေါ့နော်ဒီတိုင်းလေးပဲအပေါင်းလေးကိုနှိပ်ပြီးတော့ဆက်ထုတ်ရမှာကျွန်တော်ဗီဒီယိုတော့ဖြတ်လိုက်တော့မှာပေါ့နော်